မင်္ဂလာပါမစမချူပါတယ်ဒါလေးကဘာမဆို pencil လေးတွေဖြစ်ပါတယ် pencil pro ဒီ model ကတော့ iPad တည်တဲ့အတွက်ဖြစ်ပါတယ် universal pencil ကကြတော့ iPad တွက်လည်းရမယ် Android တွက်လည်းရမယ် touch screen တည်းအားလုံးရပါတယ် phone လည်းရမယ် computer လည်းရမယ် iPad လည်းရမယ် tablet လည်းရမယ်ဟိုကြိုက်တဲ့ touch screen ပေါ့နော် phone နဲ့လက်နဲ့ပုတ်လို့ရတဲ့ဟာတည်းအားလုံးရပါတယ်ဒါလေးက universal pencil model ဖြစ်ပါတယ် okayဒါပေမဲ့ processor အနေနဲ့တောင်းမယ်ဆိုရင်တော့ Pencil Pro အနေနဲ့ပဲပိုအဆင်ပြေလိမ့်မယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒါကိုခဏနေမှ review လုပ်ပေးပါမယ်ကျွန်တော်တို့အရင်ဆုံး Pencil Pro လာကြည့်ကြည့်မယ်ဒါလေးကသူရဲ့ဘူးခွန်လေးကျွန်တော်ဖောက်လိုက်မယ်ဆိုရင်သူ့အထဲမှာက user manual လေးရှိပါတယ် model တစ်ခုစလုံးရှိတယ်ဒါကိုလေအသေးစိတ်လေးဖတ်လို့ရပါတယ် iPad model တချို့အတွက်ပဲရမယ်ဘယ် model တွေက wireless attachment ရမယ်ဘယ် model တွေက wireless attachment ရတဲ့အပြင်ထပ်ပြီးတော့အားသွင်းလို့ရတယ်လဲဆိုတာကိုဒီမှာတစ်ခါလေးပြပါပေးတယ် wireless attachment ဆိုတာကျွန်တော်တို့ကဒီ pencil ကိုဒီမှာကတ်လို့ရတယ်ပေါ့နော်တချို့ model တွေကဒီမှာကတ်လို့ရတယ်အားမသွင်းဘူးတချို့ model တွေကကတ်လို့လည်းရတယ်အားလည်းသွင်းတယ်ဒါကတော့ model လေးခွဲလိုက်မယ်အမှန်တကယ်ပြောမယ်ဆိုရင်ဒီဘာမဆို Apple pencil တွေက original ထက် iPad နဲ့တွဲသုံးတဲ့ model ကတွဲသုံးနိုင်တဲ့ model ကပိုများတယ် Okay ကျွန်တော်တို့ဒီထဲမှာလာကြည့်မယ်ဆိုရင် cable လေးတွေပါတယ်ဒီ cable ကဒီ pencil လေးကိုကျွန်တော်တို့တွဲဖို့ဒါလေးကိုဖယ်လိုက်မယ်ဖယ်လိုက်ပြီးရင်ဒီကြိုးလေးနဲ့ထိုးလိုက်ရုံပါပဲ Okay ဒါကြိုးနဲ့တွဲနဲ့နေနောက်တစ်နည်းကကြတော့ကျွန်တော်တို့ကချိုးမပါဘူးလဲကိစ္စမရှိဘူးကျွန်တော်တို့ရဲ့ iPad ကိုဒီပေါ်မှာကတ်လိုက်ရပြီကတ်လိုက်ရင်တော့တူတွင်းလိုက်မယ်အခုကလောလောဆယ်ကကြတော့ကျွန်တော်တို့ Bluetooth မ join ရသေးလို့ Okay ခဏလေး Bluetooth join ပြီးတဲ့အချိန်မှာဘယ်လိုလေးအားသွင်းတာလဲဆိုတော့ဒီခါတည်းပြပေးမယ် Okay ဒါဆိုရင်ဒီကြိုးလေးပါမယ်နောက်ပြီးတော့ pencil tip လေးတစ်ခုပါမယ် pencil tip လေးအပိုလေးပေါ့နော်ပုံမှန်ဖြစ်ပြောမယ်ဆိုရင်ဒါလေးတွေကပြတ်မလွယ်ဘူးเนาะအရန်သုံးမှတော်ကြာမှပြတ်တာပေါ့နော်ဒီကောင်လဲမယ်ဆိုရင်တော့လွယ်လွယ်လေးပါပဲဒါကိုလဲလိုက်ရပါပြီโอเคဒီမှာကြည့်လဲလိုက်ရပြီးတော့ထည့်မယ်ဆိုရင်ဒီထောက်ပြန်ထည့်ပြီးတော့အော်မန်လဲသလိုပဲလဲပါတယ်โอเคအားဆိုရပြီဒါဘာမှမဆို Pencil Pro โอเคပြီးရင်ဒါကိုကျွန်တော်တို့ iPad နဲ့တုံးတဲ့ချိန်မှာဆိုရင်ပထမတစ်ချိန် Bluetooth နဲ့ join မှာဖြစ်ပါတယ်ပထမတစ်ချိန် join ပြီးပြီဆိုရင်နောက်အချိန်တွေက join ဆရာမလို့တော့ပါဘူး Okay စိတ်ပူဆရာမလို့ဘူးကျွန်တော်တို့က Bluetooth join မယ်ဆိုရင်ဒီကောင်ကိုကျွန်တော်တို့3စက္ကန့်ပြည့်မယ်3စက္ကန့်ဆိုတာသူ့ကို turn on လုပ်တာပေါ့နော်ဖွင့်တာပေါ့ Okay 3စက္ကန့်ပြည့်ပြီဆိုရင်တော့ကျွန်တော်တို့ iPad ထဲ Bluetooth လာမယ် Okay ဒီနေရာလေး Bluetooth လေးကိုကျွန်တော်တို့ refresh တစ်ချက်လုပ်လိုက်မယ်ဒါလေးကမဖွင့်ရသေးတာဖြစ်လိမ့်မယ် Okay ဒါဆို Pencil Pro လေးပေါ်လာပြီဘာမဆို Pencil Pro ဆိုတဲ့ model ဒါကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးတော့ pair ဆိုတဲ့စကားလုံးကိုကျွန်တော်တို့နှိပ်ပလိုက်ပါဒါ join လာတာပေါ့နော် connected ဖြစ်သွားပြီ connected ဖြစ်သွားပြီပထမတစ်ချိန်မှာ join ဆရာလို့တယ်နောက်ပိုင်းဆို join ဆရာမလို့တော့ဘူး Okay ကျွန်တော်တို့ကဒီ pencil လေးကိုဒီမှာလေးအပြားဖက်လေးရှိအဲ့ဒီပြားဖက်လေးကိုဒီမှာကတ်လိုက်ပါပဲကတ်လိုက်ရုံပဲကတ်လိုက်မယ်ဆိုရင်တော့ original ဆိုရင်ဒီမှာတစ်ခါတည်းကတ်လိုက်တဲ့ဒီ battery percentage ပေါ်တာပေါ့နော်ဒါ original မဟုတ်တဲ့အတွက်ဒီမှာတော့ damn မပေါ်ဘူးဒါပေမဲ့ကျွန်တော်တို့ကလွတ်လပ်လေးပဲဒီ battery ကို swipe လိုက်တာနဲ့ကျွန်တော်တို့ percentage လေးမြင်နေရလိမ့်မယ်ဒါက pencil ရဲ့ battery percentage ပေါ့နော်ဒီအပေါ်ရဲ့တင်ကနာလေးကသူတွင်းနေတာပေါ့အောက်တွင်းနေတယ်ကျွန်တော်ဖြုတ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ခုဖြုတ်လိုက်မယ်အတင်ကနာလေးပျောက်သွားလိမ့်မယ်ဒီမှာကြည့်တင်ကနာလေးပျောက်သွားပြီเนาะဒီ lightning ဆိုတဲ့လက်စီလက်နေတဲ့ပုံစံဆိုတာအားသွင်းနေတာပေါ့နော် Okay ကျွန်တော်တို့ကတချို့ iPad တွေမှာဆိုရင်ဒီ widget တွေကကောင်းအောင်မထည့်ထားဘူးပေါ့နော်ကောင်းအောင်မထည့်ထားဘူးဆိုရင်ဘယ်လိုလေးပေါ်တက်တာလဲဆိုတော့တစ်ခါတလေဆိုရင် battery ကအဲ့ widget ကပျောက်နေဥပမာအနေနဲ့ဆိုရင်ဒီ battery widget ကပျောက်နေကျွန်တော်ဘယ်လိုမှကြည့်လို့မရဘူးဒီအရှိမှလည်းမရှိပါဘူးဒါကကျွန်တော်ထည့်ထားတာပါเนาะကျွန်တော်တို့ကကြည့်လိုက်တဲ့အချိန်မှာဘာမှမရှိတော့ကျွန်တော်တို့ဘယ်လိုလုပ်လို့ရတယ်လဲဆိုတော့ဒီမှာ edit လေးရှိ edit လေး
နေပြီဆိုတော့ဒီပေါ်မှာ cross တခုရှိတယ်ဒါလေးနေပြီပါပြီးရင်မှာ battery လေးရှိမယ် okay ကျွန်တော်တို့ကအကယ်၍ဒီ widget ကသူက3မျိုးရှိတယ်ဒီမှာကြည့် battery ဒါ business အနေနဲ့ကြည့်လို့ရတယ်ဒါလည်းကြည့်လို့ရတယ်ဒါကတော့ကြည့်လို့မရဘူး okay အဝိုင်းလေးအနေနဲ့ပဲပေါ်မယ်ကျွန်တော်တို့ဖုန်းမှာပေါ်တယ်ပေါ့နော်ဒါကိုကျွန်တော်က add widget လုပ်လိုက်မယ် okay ကျွန်တော်တို့ battery percentage ကြည့်တဲ့အချိန်မှာဆိုရင်ဒီမှာက percentage မပေါ်တော့ဘူး okay အဲဆိုရင်ကျွန်တော်တို့ကတူလဲရမှာဖြစ်ပါတယ်ဒါကိုတစ်ချက်ဖိထားပြီးပြီဆိုရင်ဒီကောင် minus ဒါကို remove လုပ်လိုက်ထပ်ပြီးတော့အသစ်တစ်ခုကျွန်တော်တို့ join မိလိုက် okay ဒါကိုယူပြီးဆိုရင် add widget လုပ်လိုက် okay အဲဆိုဒီမှာပေါ်နေလိမ့်မယ် okay ဘယ်ဖက်ကို swipe လိုက်အဲဆိုရင်ဒီ battery လေးဒီမှာပေါ်နေလိမ့်မယ်အခုလောလောဆယ် 53% ဒါကကျွန်တော်တို့ဒီjoin မဲ့ပုံစံနဲ့ battery ကြီးတဲ့ပုံစံပေါ့နော် okay ဒီပန်လေးကဒီမှာပထမချက်ထူးဆန်းတာကကြတော့ကျွန်တော်တို့ဈေးကွက်မှာလောလောဆယ်ရှိနေတဲ့ model တွေအားလုံးကဒီတက်ပါတီထုတ်တာဟာပေါ့နော်ကျိုးနဲ့တွဲမယ်ဒါမှမဟုတ် wireless နဲ့တွဲမယ်တနည်းအားဖြစ်ပဲရမယ်နှမျိုးစလုံးနဲ့တွဲတာတော့မရှိသေးဘူးဒါက Bamzo Pro ရဲ့ဒီ pencil ကကြတော့ကျိုးနဲ့လည်းတွဲလို့ရသလိုနောက်ပြီးတော့ wireless လည်းကျွန်တော်တို့ကပ်ပြီးတော့တွဲလို့ရတယ်ဒီစနစ်ကကြတော့တော်တော်လေးရှားတဲ့ pencil ဖြစ်ပါတယ် okay နောက်တစ်မျိုးကကြောင့်တော့ wireless ပူးနဲ့တွဲတာပေါ့နော်ကျွန်တော်တို့ပူးလေးတစ်ခုနဲ့အဲ့ဒီပူးထဲကိုကျွန်တော်တို့ထည့်လိုက်မယ်ဆိုရင်ဒီ pencil ကိုတွဲလိုက်မယ်ဒါပေမဲ့အဲ့ဒီပူးကိုကျွန်တော်တို့ဘယ်တော့မှမဆိုပါဒီအဲ့ထမှာထည့်ပြီးတော့ပါတော့အောင်ဒီကောင်တော့မလိုဘူးပေါ့နော်ကျွန်တော်တို့ iPad ပေါ်မှာထည့်လိုက်ရုံနဲ့ဒါမှမဟုတ်ကျွန်တော်တို့အမြဲတမ်း power bank တွဲနေကြုံနေလဲတွဲလို့ရတယ် okay နော်ကျွန်တော်တို့အခုကဘာကိုတက်ပြီးတော့ကြည့်ရမှာလဲဆိုတော့သူ့ရဲ့ဒီ tilt sensitivity ရဲ့နောက်ပြီးတော့သူ့ရဲ့ဒီ precision ဆိုတာဆွဲတဲ့အချိန်မှာဘယ်လောက်ထိတိကျနိုင်တယ်လဲဆိုတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်အောင် okay page set ဝင်လာမယ်ဒါဆိုရင်တော့ကျွန်တော်တို့ကအပားဆုံးအနေနဲ့တခုဆွဲပါပြီမယ်ကျွန်တော် precision ပိုင်းပြန်ဆွဲမယ်တိကျမှုပေါ့နော်ကျွန်တော်တော့ပုံအမြဲတမ်းဆွဲတဲ့တူတော့မဟုတ်ဘူးဒါပေမဲ့တိကျမှုပိုင်းကျွန်တော် send လို့ကျွန်တော် send ပေးမယ်ကျွန်တော် line တစ်ခုဆွဲလိုက်တယ်ဒီ line ပေါ်မှာကျွန်တော်ထပ်တစ်ခုဆွဲမယ်ဒီမှာကြည့်နော်ကျွန်တော်ထပ်ဆွဲမယ်အကြည့်သူကတော်တော်လေးကိုတိကျတဲ့ band လေးဖြစ်ပါတယ် precision အရန်မြင်တာပေါ့နော်အရန်ကောင်းတဲ့အဆင်ပြေရဲ့နောက်ထပ်ကျွန်တော်တို့ကtilt sensitivity ကိုတစ်ချက်လောက်ကြည့်ရအောင် tilt sensitivity ဆိုတာဥပမာဗျာဒီမှာကြည့်ကျွန်တော်အသက်ဆွဲတဲ့အချိန်မှာဆိုရင်ဒီဂျိုးကပါတယ်ဟုတ်တယ်နော်ကျွန်တော်အဆောင်းဆွဲလိုက်တဲ့အချိန်မှာဒီဂျိုးကထူသွားဒီ line ကထူသွားအဲ့ဒါကို tilt sensitivity လို့ခေါ်ပေါ့ဒါကကျတော့ support ပေးတယ်မကြည့်ပါတယ်ထူတယ် okay tilt sensitivity ကတော့ကိစ္စမရှိဘူးနောက်တစ်ခုကတော့ pressure sensitivity ကတော့မရှိဘူး third party တမျှမရှိဘူးရှာလည်းမလို့ရှိဖို့မရှိတာ okay နော်ကျွန်တော်တို့ထပ်ပြီးတော့ဘာကိုကြည့်ရမှာလဲဆိုရင်ဒီထိတ်နာလေးရဲ့ဒီ cap လေးကကျွန်တော်တို့3စက္ကန့်နှိပ်လိုက်မယ်ဆိုရင်တော့ပိတ်သွားလိမ့်မယ်နောက်ထပ်3စက္ကန့်နှိပ်မယ်ဆိုရင်တော့သူဖွင့်သွားလိမ့်မယ်ပေါ့နော်ထပ်ပြီးတော့ bar function ရှိတယ်လဲဆိုတော့ကျွန်တော်တို့တစ်ချက်နှိပ်ရင် home page ကိုရောက်သွားလိမ့်မယ်နှစ်ချက်နှိပ်ရင်တော့ဒီ multiple pages ဖက်ကိုရောက်မှာပေါ့နော်ကျွန်တော်တစ်ချက်နှိပ်မယ်ဒီမှာကြည့် home page ရောက်သွားနှစ်ချက်နှိပ်မယ်ဒီမှာကြည့်နော် okayဒီ band တစ်ခုလုံးကတော့ original ပဲ matte finish အနေနဲ့လုပ်ပေးထားတယ် okay လုံးဝ matte finish ပဲကိုင်းလို့အရန်အဆင်ပြေတယ်အရန်ကောင်းတယ်သူရဲ့ဒီ pencil tip လေးကကျတော့ original pencil tip နဲ့တူတယ် material အကုန်ချမ်းတူတယ်ပေါ့နော် original လဲ POM bomb ပဲဒီကောင်လဲ bomb material ပဲ okay အရန်အဆင်ပြေတယ်နောက်တစ်ခုကကျွန်တော်တို့ကတ်လိုက်မယ်ဆိုရင်ဘယ်လောက်ထိခိုင်မာတယ်လဲပေါ့နော်ပြုတ်မလားပေါ့ဒီမှာကြည့်ကျွန်တော်ခါနေပြီဒါမှမပြုတ်သေးဘူးတဲ့လားစိတ်ပူစရာမလိုကျွန်တော်တို့ကတ်ပြီးတော့အိမ်မှာထားရင်လည်းအဆင်ပြေတယ်အလွယ်တကူနဲ့မပြုတ်တော့ဘူးတနစ်အာမခံလည်းအပြည့်ရှိတယ်ဒီလာနေစပြီးတော့ဘောနော်ဘာမဆိုပစ္စည်းတမျှဘယ်ဟာဘက်ကိုဝယ်တနစ်အာမခံရှိရဆိုတော့စိတ်ချယုံကြည်နေအားပေးလို့ရပါတယ် okay နောက်ဆုံးတစ်ခုက palm rejection function ဆိုတာဘာလဲဆိုတော့ဥပမာ universal pencil ဒီ model ကကျတော့မရအောင်နော်ဒီကောင်ကတော့ palm rejection မရှိဘူးဒီ pencil pro ကတော့ palm rejection function ရှိမယ် okay ဒါကတော့ဈေးပိုတက်တာပေါ့နော်ထပ်ဝက်လောက်ဈေးတက်တာတယ်ဒီကောင်တော့ဈေးကောင်းတယ်စိတ်ချပါဒီကောင်တော့ဒီတက်ပါတီထဲမှာအခုလောလောဆယ်အကောင်းဆုံးအနေနဲ့ပြောလို့ရပါတယ်ကျွန်တော်တို့ဆိုင်မှာလာပြီးတော့ iPad ပါလာပြီးတော့စမ်းကြည့်လိုက်လို့ရတယ် okay ကျွန်တော်တို့ palm rejection ဆိုတာဥပမာကျွန်တော်ရဲ့ဒီ palm ပေါ့ palm ဆိုတာဒီလက်ဖွားပေါ့နော်ကျွန်တော်တို့ဒီအောက်မှာချလိုက်မယ်ချ
ချလိုက်တဲ့ချိန်မှာဆိုရင်ကျွန်တော်ပုံဆွဲလို့လည်းရတယ်သူက disturb မပေးဘူးပေါ့နော် okay ဒီမှာကြည့်ကျွန်တော် palm ကကျွန်တော်ဒီလက်ပေါ်ကဒီပေါ်မှာတင်ပြီးတော့ဆွဲလို့ရတယ်အဲကျွန်တော်ပေါ်မှာတင်ထားတာပေါ့ကြိုက်လို့တင်ကြိုက်လို့ဆွဲလို့ရတယ်သူကဒီ palm ကဒီ page ကိုတွားပြီးတော့တက်ရောက်မှုရှိဘူးเนาะဒါပေမဲ့ဒီကောင်လေး universal ဆိုရင်တော့မရအောင်เนาะဈေးကွက်မှာရှိတဲ့ဟာတွေလည်း universal ဆိုတမျှက palm rejection မရှိဘူးအဲ့တော့သတိချရမယ်เนาะ palm rejection ကပုံဆွဲတဲ့ချိန်မှာအရင်အဆင်ပြေတယ်လက်ကမြောက်ထားစရာမလိုဘူးပေါ့နော်တခါတလေကျွန်တော်တို့ပုံဆွဲတဲ့ချိန်မှာဆိုရင်ဒီ palm လေးပေါ့ဒီအောက်နားလေးမှာချပြီးတော့ကျွန်တော်တို့ဆွဲရတာတော့ fee ပို့လာတာပေါ့နော်ကျွန်တော် fee ပို့လာတာပေါ့ဒါတော့ဘာမဆိုရဲ့ Pencil Pro model ဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ် Okay ခုနပြောခဲ့သလိုပါပဲကျွန်တော်တို့ Universal Pencil model ကိုလည်းတစ်ခါလေး review လုပ်ပေးသွားမယ်ဒါကတော့ Universal Pencil model ဖြစ်ပါတယ်ဒီကတော့ Guided Touch Screen တမျှနဲ့တုံးလို့ရတယ် tablet ပဲဖြစ်ဖြစ် iPad ပဲဖြစ်ဖြစ် Android phone ပဲဖြစ်ဖြစ် iPhone computer နော် Guided Touch Screen လာခဲ့အလုံးတုံးလို့ရတယ်ဖုန်းနဲ့ပုတ်လို့ရတဲ့ screen တွေမှာဒီကောင်နဲ့တောင်းလိုက်ရတယ်။ဒါကတော့ Universal Pencil ဒီကောင်ကပုံဆွဲရင်တော့ကျွန်တော်တို့ရဲ့ Pencil Pro model လောက်တောင်းလို့မကောင်းဘူး။ဒါပေမဲ့ရိုးရိုးသုံးဆိုရင်တော့ဒီကောင်နဲ့လောက်ပြီ။ကျွန်တော်တို့ရဲ့လိုအပ်ချက်တစ်ချက်ကြီးရတာပေါ့နော်။ရိုးရိုးသုံးဆိုရင်တော့ဒီကောင်ဆိုတော်တော်လောက်ပါပြီ။နော်။ပုံအကျန်းလေးပဲဆွဲမယ်ဆိုရင်လည်းတောင်းလို့ရတယ်။အချောဆွဲရင်တော့ Pencil Pro မှာရမယ်။ကျွန်တော်တို့ဖွင့်လိုက်မယ်။ detail user menu ရှိတယ် okay ဒီ user menu ကကျွန်တော်ဖယ်လိုက်တာပေါ့နော် okay ဒီမှာကြည့်ကျွန်တော်တို့ menu ဖွင့်လိုက်မယ်ဆိုရင်တော့ဒါသူရဲ့ user menu လေးပေါ့အသေးစိတ်လေးဖလိုက်တာတော့ပိုကောင်းပါတယ်သူရဲ့3ပုံ3နည်းလေးပေါ့နော်ဒီမှာတစ်ခါလေးရေးပြီးထားပါတယ် okay 3ထားမယ်ချက်လက်လေးပြီးတော့သူရဲ့အထဲမှာပါတဲ့ accessory လေးကဒါကသူရဲ့ Urban Jewel လေးဖြစ်ပါတယ် okayဒါဒီ Urban Jewel နော်ကျွန်တော်တို့ကဒီ cap လေးကိုကျွန်တော်တို့ဖယ်လိုက်ရင်ဒီကောင်နဲ့ထိုးလိုက်ရင်เนาะအားသွင်းလို့ရပါပြီအားသွင်းဒီကြည့်တဲ့နေရာတော့သူ့ရဲ့ဒီ battery percentage ကဒီကနေပဲကြည့်လို့ရမှာဖြစ်ပါတယ်သူက Bluetooth စနစ်နဲ့မဟုတ်တဲ့အတွက်ဆိုရင်ကျွန်တော်တို့ကdevice ပေါ်မှာတော့သူ့ရဲ့ battery အားတော့ကြည့်လို့မရဘူးဒီ pan ပေါ်မှာပဲဒီခါလေးတိုက်ရကြည့်အောင်ပါပဲโอเคနောက်ပြီးတော့ဒီမှာကသူရဲ့ pencil tip လေးပို့တခုပါတယ်ဒီ pencil tip ကတစ်ချက်သတိထားမှာကရိုးမဟုတ်ပါဘူးဒါက Apple original material palm material နဲ့လုပ်ပြီးထားတယ်ဒါကိုလဲမယ်ဆိုရင်ကျွန်တော်ရစ်လိုက်ရုံပါပဲဒါကိုရစ်လိုက် okay ရစ်ပြီးအတိတ်တစ်ခုနဲ့ပြန်လဲထည့်လိုက်ရုံပါပဲ okay သူရဲ့ဒီ pen တစ်ခုလုံးက matte finish ဖြစ်တယ်ဒါပေမဲ့ Pencil Pro လောက်တော့ matte finish မဖြစ်ဘူးPencil Pro ရဲ့အရောင်ကတော့ Apple Pencil Original ထက်ဖက်ပိုပြီးပါတယ်ဒီကောင်ကတော့ 100% pure white ပုံစံဖြစ်နေတာပေါ့နော် Okay ဒီရဲ့ထိတ်နာလေးမှာနှစ်ချက်ခောက်လိုက်ရင်မီးလင်းလာပြီပွင့်သွားပြီ turn on ဖြစ်သွားပြီပေါ့နော်ကေပိတ်မယ်ဆိုရင်နှစ်ချက်ထပ်ခောက်လိုက်သူက touch စနစ်နဲ့တွားတာပေါ့ button တော့မဟုတ်ဘူး Okay ဒါဆိုကျွန်တော်တို့ဖွင့်လိုက်မယ်ဘယ် device နဲ့ပဲတုံးတော့ device နဲ့ Bluetooth join စရာမလိုတဲ့အတွက်ကျွန်တော်တို့ကဖွင့်လိုက်ရင်တိုက်ရိုက်တုံးရမှာပဲ Okay ဒါဆိုကျွန်တော်တို့တစ်ချက်လောက်ကျွန်တော်တို့ဆွဲကြည့်လိုက်မယ်ဒီနော်တုံးလို့ရတယ်အဆင်ပြေတယ်ခုနကျွန်တော်တို့ပြောသလိုပါပဲအကယ်၍များကျွန်တော်တို့ကျောင်းတက်တဲ့တူတွေမက်စုအနေနဲ့ယူမယ်ဆိုရင်တော့ဒီကောင်ဆိုတော်တော်လုံးလောက်ပြီပုံအကျန်းဆွဲမယ်ဆိုရင်လည်းဒီကောင်တော်တော်လုံးလောက်ပြီ architect တို့ဒါမှမဟုတ် design ဆွဲတဲ့တူတွေပေါ့နော်ဒီကောင်နဲ့အကျန်းဆွဲမယ်ဆိုရင်တော့ဆွဲလို့ရတယ်စိတ်ချဆွဲလို့ရတယ်ဒါပေမဲ့အကယ်၍တိတ်စိတ်ဆွဲမယ် processor နဲ့ဆွဲမယ်ဆိုရင်တော့ Pencil Pro ကပိုကောင်းတယ်အဲ့ဒီကောင်တော့ precision နောက်အရေးကြီးဆုံးတစ်ခုကသူက palm rejection ပါတာပေါ့နော်ဒီကောင်ကတော့ palm rejection function မပါဘူးမပါတဲ့အတွက်ကျွန်တော်တို့ကဒီပေါ်မှာတင်ပြီးတော့ကျွန်တော်တို့ဆွဲမယ်ဆိုရင်တစ်ခါတလေကျွန်တော်တို့ရဲ့
လက်ဖွာက screen လေးထိလိုက်တိုးလိုက်တဲ့အချိန်မှာဆိုရင်ဒီသူ့ရဲ့ဒီ canvas ပေါ့နော်ဒီဆွဲတဲ့ဒီအပြားလေးပေါ့ရွေ့တက်တာပေါ့နော်အဲကြောင့်မို့သူက palm rejection တော့မပါဘူးဒါကတော့သတိထားရမယ် okay pencil pro လိုပါပဲဒီ universal pencil ဆိုတဲ့ model လဲတန်လိုက်ပါတယ်ကတ်အားရန်ကောင်းတယ်ကျွန်တော်စမ်းကြည့်မယ် okay ကတ်လိုက်ပြီကြိုက်လို့ခါလို့ရတယ်ရမ်းငိမ့်နေကြတာတော့ဘာလို့စိတ်ပူစရာမလိုဘူး okay ဒီ universal pencil ကကျတော့ပြောစရာလေးတိတ်တော့မရှိဘူးတုံးလို့တော့အရန်ကောင်းတယ်ကျွန်တော်တို့ရဲ့ဆိုင်ခွဲတွေမှာတော့မဟုတ်တင်ထားတဲ့ဆိုင်တွေမှာတမရအားလုံးကိုစမ်းကြည့်လို့ရပါတယ်ဗျကျေးဇူးများတင်ပါတယ်ဒါကတော့ဘာမဆိုရဲ့ universal pencil ဖြစ်ပါတယ် okay အကယ်၍များ pro စံအနေနဲ့သုံးမယ်ဆိုရင်ဒီ pencil pro ကိုပဲဝယ်တော့မှာဈေးကတော့ထပ်ဝက်กว่าမယ်ကျေးဇူးများတင်ပါတယ်